အားလုံးပဲမင်္ဂလာပါ100 days of cloud Azure edition ရဲ့ day 36ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေပေါ့နော်ကျွန်တော်တို့ဒီနေ့ကတော့ဒီ Azure မှာရှိတဲ့ဒီ story life cycle ကိုကျွန်တော်ဘယ်လို manage လုပ်မလဲဆိုတော့လုံးဆောင်မှာဖြစ်ပါတယ်အဲ့တော့ဥစွာပထမကျွန်တော်ဒီ left environment လေးကို start လုပ်လိုက်ပါမယ်ခဏလောက်တော့ကျွန်တော်ဆောင်ရပါလိမ့်မယ်ကျွန်တော်တို့ခု left environment လေး active ဖြစ်လာပြီဆိုတော့ထုံးစံအတိုင်းပဲကျွန်တော်တို့ Azure portal တွေကို login ဝင်လိုက်မယ်ပေါ့နော် okay password လေးတစ်ချက်ယူလိုက်ပါအောင်မယ်Okay so ကျွန်တော်တို့ဒီနေ့ကဘာလုပ်ရမလဲဆိုတော့သူပြောထားသလိုပဲ story account တစ်ခုတိစောက်ရမယ်East US region မှာတိစောက်မယ်ပြီးရင်တော့ကျွန်တော်ကဒါ locally redundant storage ကိုရွေးရမယ်ပြီးတော့ရင်တော့ဒီစောက်လိုက်တဲ့ story account တွေမှာ block container တစ်ခု create လုပ်ရမယ် block container မှာကျွန်တော်တို့ဒီ terminal မှာဘယ်လိုပြောဒီသူ့ရဲ့ host ပေါ့နော် host မှာရှိတဲ့ဒီ temp.file.txt ကိုကျွန်တော် upload လုပ်ရမယ်ပြီးတော့ရင်တော့ဒီကျွန်တော်တို့ကဒီ container မှာကျွန်တော်တို့ကဒီ life cycle rules လေးကိုကျွန်တော်တို့က implement လုပ်ပေးရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ဥစားပထမကတော့သူပြောထားသလိုပဲကျွန်တော်တို့ဒီ story account တစ်ခုကျွန်တော်တို့ဥစားပထမတိစောက်လိုက်မယ်ပေါ့နော်အဲ့တော့ okay သွားမယ်ဒါကတော့ကျွန်တော်အရင်တော့လည်းလုပ်နေကြပဲပေါ့နော်story account နဲ့ကနေမှကျွန်တော်တို့ create ဆိုပြီးလုပ်မယ်ပြီးသွားရင်တော့ဒါကျွန်တော်တို့ကstory account name ပေါ့နော်ပြီးသွားရင်တော့ဒါကျွန်တော်တို့က story type ကတော့ကျွန်တော် blog story ဖြစ်တဲ့အတွက် Azure blog story ကိုပဲရွေးမယ်okay ဒါကတော့ကျွန်တော်တို့ကprimary workload တွေပါတယ်ကျွန်တော်ရွေးစရာတော့မလိုပါဘူးဒါထားရလို့ရတယ်ပေါ့နော်ပြီးတော့ကျွန်တော် performance ကလည်း standard ပဲ redundancy ကတော့ကျွန်တော်တို့က locally redundant ပေါ့နော်သူဒီမှာလေးပြောထားသလိုပဲဒီ LRS ကိုပဲကျွန်တော်တို့ကရွေးပေးရမယ်ပေါ့နော် okay ပြီးတော့ဒါကျွန်တော်တို့က review and create လုပ်တယ် okay ပြီးတော့ဒါကျွန်တော်တို့အနေနဲ့ဒီ story account လေးတစ်ခုကိုအရင်ဆုံးတိစောက်လိုက်မယ်ပြီးရင်တော့ကျွန်တော်တို့ကသူ့ထဲမှာကျွန်တော်ကဒါ blog container တစ်ခုကိုလည်းထပ်မံပြီးတော့ကျွန်တော်ကတိစောက်ဖို့လိုလိမ့်မယ် okay အဲ့တော့ကျွန်တော်ဒါ review လုပ်မှန်နေဆိုရင်ဒါကျွန်တော်တို့ကcreate လုပ်လို့ရပါပြီ okay ဒါဆိုရင်တော့ကျွန်တော် story account လေး create လုပ်နေပြီပေါ့နော် okay အဲ့တော့ခဏလောက်တော့ကျွန်တော်တို့ကစောင့်ပေးရလိမ့်မယ်ပေါ့နော်ဒီအတွက် okay ဒါဆိုရင် story account လေးကတော့ဒါကျွန်တော်တို့ကdeploy လုပ်နေတော့ပေါ့နော် okay ကျွန်တော်တို့ story account ထဲမှာပေါ်လာလိမ့်မယ်ပေါ့နော်ခဏနေကြရင်ပေါ့okay ခဏတော့ကျွန်တော်စောင့်ရမယ်ပေါ့နော် story account provision လုပ်တာ okay အခုဆိုရင်ကျွန်တော်တို့ရဲ့ story account လေးရလာပြီဆိုတော့ကျွန်တော်တို့က container create လုပ်မယ်ပေါ့နော်အဲ့တော့ဒီ data story ဆိုတဲ့ tab အောက်မှာ container လေးတစ်ခုပေါ့နော် block container လေးကျွန်တော်သွားပြီး create လုပ်မယ် add container ပေါ့နော် okay ကျွန်တော်တို့ဒါ private အနေနဲ့ပဲကျွန်တော်ထားမယ်ဘာမှထွေထူးလုပ်စရာမလိုဘူးနာမည်လေးတော့မှန်အောင်တော့ပေးပေါ့နော်ပြီးရင်တော့ကျွန်တော်ဒီမှာcreate ဆိုပြီးတော့ create လုပ်လိုက်မယ်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့က container လေးရပြီဆိုတော့ကျွန်တော်တို့ကဒီထဲကို file လေးတော့ထည့်ရမှာပေါ့နော်အဲ့တော့file ကတော့သူကဒီမှာပေးထားတဲ့tan file ပေါ့နော် tan file တစ်ခုခုပေါ့နော်အဲ့တော့ဥပကို file တစ်ခုသူ့တိုင်းလေး upload နာမည်လေးနဲ့ upload လုပ်လိုက်ချင်တယ်ဆိုတော့လုပ်လို့ရတယ်ကိုယ့်ရဲ့ local ကနေကျွန်တော်တို့ကတော့ဒီကနေဆိုတော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့command line နဲ့ကျွန်တော်တို့က copy ကူးရမှာပေါ့နော်ဘာလို့ဆို upload လုပ်ရမှာပေါ့နော်အဲ့တော့ကျွန်တော်ကတော့ command line ကတည်ပြီးသားဖြစ်တဲ့အတွက် az storage ပေါ့နော် sui storage block upload ပေါ့နော်ပြီးတော့ရင် account name ပေါ့နော်ဒါသူ့ရဲ့ account name ကတော့ကျွန်တော်အနေနဲ့ဒီကောင်ပဲကျွန်တော်ရွေးလိုက်မယ်နော် okay ကောင်နေဒီကောင်ရေးရမှာနော်ပြီးတော့ရင်တော့ကျွန်တော်တို့က container name နဲ့ကျွန်တော်တခါတည်းcopy ကူးထားလိုက်မယ်နော် container name နဲ့ကျွန်တော်တို့ကဒီ command မှာသုံးရမယ်ဒါကကျွန်တော်ရင်တော့လည်းပြောခဲ့ပြီးသားပါအဲ့တော့ container name ပြီးသွားရင်တော့ minus name ပေါ့နော်ဒါကျွန်တော်ထားမယ်block name ပေါ့နော် tan_file.txt ပြီးသွားရင်တော့ကျွန်တော်တို့က file ဒါကကျွန်တော်ဒီ local ပေါ့နော်ကျွန်တော်အခု terminal ရဲ့ file ဘက်ကိုကျွန်တော်တို့ကယူပြီးတော့ copy upload လုပ်မယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ဒီ tan file လေးကိုဒီ story account တွေက block container တွေကိုကျွန်တော်တို့က upload လုပ်နေတာပဲဖြစ်ပါတယ်ပေါ့နော်sorryကျွန်တော်စလုံးမောင်းမှာတော့လို့ပါ sorry ပါ
okay ဒါဆိုရင်ဒါကျွန်တော်တို့ upload လို့အဆင်ပြေသွားတယ်ပေါ့နော်ကျွန်တော်ဒီမှာလည်းလာပြီး refresh လုပ်လိုက်ကျွန်တော် upload လုပ်ထားတဲ့ temp file.tat ဆိုတာလေးကိုကျွန်တော်တွေ့ရမှာဖြစ်တယ်အဲ့တော့ကျွန်တော်ကဒီမှာတင်ပြီးတာမဟုတ်ကျွန်တော်တို့အနေနဲ့ဒီ life cycle ကိုကျွန်တော်တို့က implement လုပ်ဖို့လိုတယ်ပေါ့နော်အဲ့တော့ life cycle management rule ဆိုတာတော့အဓိကတော့ဗျာကျွန်တော်တို့ရဲ့ဒီ file တွေကိုတချို့သော application တွေမှာထားပါတော့ဟိုတက်လာပဲသိမ့်မယ်တို့တက်နှစ်ပဲသိမ့်မယ်တို့9ရက်ပဲသိမ့်မယ်တို့ temporary ပေါ့နော်အဲ့လိုမျိုးဆိုသူကဟိုကျွန်တော်တို့ကဒီ life cycle rule နဲ့ auto delete ဖြစ်အောင်ပေါ့နော်ကျွန်တော်တို့ကလုပ်လို့ရတယ်ပေါ့နော်အခုဒီသူ့ရဲ့ scenario ကလည်းဒီ less modification 7 day ပြီးရဲ့နောက်မှာဒီ file တွေကိုဒီ block file တွေကိုကျွန်တော်တို့က delete လုပ်ပါဆိုပြီးတော့ပြောတာပေါ့နော်အဲ့တော့ဒီ rules လေးကိုကျွန်တော်တို့ကဘာလုပ်ပေးရမလဲဆိုတော့သတ်မှတ်ပေးရမယ်အဲ့တော့ကျွန်တော်တို့ကဒီ story account ရဲ့ဟုတ်ပြီနော်ဘယ်မှာသွားလုပ်ရမလဲဆိုတော့ဒီ data management အောက်မှာရှိတယ် life cycle management မှာကျွန်တော်တို့က rules လေးကိုကျွန်တော်သွားပြီးတော့ထည့်မယ်နာမည်ကတော့သူပေးထားနာမည်ဖြစ်ဖို့လိုတယ်ပြီးတဲ့နောက်ကျွန်တော်တို့ကဟို block အားလုံးသတ်မှတ်တာမဟုတ်နဲ့ကျွန်တော်တို့က block ကိုဒါကျွန်တော်တို့ကခုနပြောလို့ modification 9ရက်ပြီးမှ delete လုပ်ပါမယ်ဆိုတာမျိုးကျွန်တော်သတ်မှတ်ရမှာဖြစ်တဲ့အတွက် limit block ပေါ့နော်ဒါကတော့ block base block ပဲ okay ပြီးတော့ next နေပြီးကျွန်တော်တို့ဒါ base block မှာကျွန်တော်တို့က let's modify ကျွန်တော်ဘယ်အချိန်မှာ modify နဲ့7 day ပေါ့နော်သူဒီမှာပြောထားတယ်7 day ကိုကျွန်တော်တို့ကရွေးချယ်ပေးရမယ်ပြီးတော့ဒါကျွန်တော်တို့ကဒီကောင်ကို delete လုပ်ပါမယ်ပေါ့နော်အဲ့တော့ပြောချင်တာတော့ဒီ modify လုပ်လို့9ရက်ပြီးတိုင်းမှာဘယ်လိုပြောရမလဲ9ရက်ပြည့်သွားရင်ဒီ block story ကိုကျွန်တော်တို့က delete လုပ်လိုက်မယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော် auto delete လုပ်ပေးမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့ကဒါဒီမှာတော့ကျွန်တော်တို့က next လို့ရင်ဒါကျွန်တော်တို့ကဘယ် block မှာကျွန်တော်ကလုံမှာလဲပေါ့အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီကိုယ့်ရဲ့ block container လေးကိုကျွန်တော်တို့ကသတ်မှတ်ဖို့လိုတယ်ဒီ container အောက်မှာရှိတဲ့ block file တွေအားလုံးကိုကျွန်တော်တို့ကလုပ်ပါမယ် apply လုပ်ပါမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ဒီလိုသတ်မှတ်လိုက်ရင်ဒါကျွန်တော်တို့ကဒီ block container အောက်မှာရှိတဲ့ file တွေအားလုံးကဒီ rules ကအကျုံးဝင်သွားမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့မြည်သည့် file မဆိုတာ9ရက်modify လုပ်ပြီးလို့9ရက်ပြီးရဲ့နောက်မှာကျွန်တော်တို့က delete လုပ်မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်။ Okay ဒါဆိုရင်ဒါကျွန်တော်တို့ကအဆင်ပြေသွားပြီကျွန်တော်တို့အနေနဲ့ဒီမှာ add လုပ်ပြီးတော့ rule လေးကိုကျွန်တော်တို့က create လုပ်လိုက်မယ်ပေါ့နော်အဲ့ဆိုဒါဆိုရင် rules ကလည်းကျွန်တော် enable လုပ်ပြီးသွားပြီအဲ့တော့တကယ်လို့ကိုက modify တစ်ခုလုပ်ထားရဆိုရင်ဒါနောက်9ရက်နေဒါကျွန်တော်တို့ကဒီ file က delete ဖြစ်သွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့သူသတ်မှတ်ထားတဲ့အတိုင်းကျွန်တော်လုပ်ပြီးသွားပြီအဲ့တော့ကျွန်တော်တို့အနေနဲ့ဒီမှာလာပြီးတော့မလုပ်လို့ရပြီလို့ဆိုတော့စစ်လို့ရပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ check လုပ်လိုက်ပါမယ်။ Okayအဲ့တော့ဒါဆိုရင်ကျွန်တော်တို့ကအခုဆိုရင်ဒီ36ရက်နေ့ကိုတောင်ရောက်ခဲ့ပြီပေါ့နော်အဲ့တော့အားလုံးပဲကျွန်တော်တို့ like လုပ်ကြမယ်လို့တော့ကျွန်တော်မျှော်လင့်နေအားလုံးလည်း like လုပ်လို့ရမယ်လို့တော့ကျွန်တော်ယုံကြည်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့လို့ရတယ်ကျွန်တော်နောက်ထပ် challenge တွေတင်ဆက်မယ်နောက်ထပ် tutorial ကျွန်တော်တို့မျှဝေသွားဖို့ရှိပါတယ်ပေါ့နော်အဲ့တော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဒါလေးကတော့ခဏလောက်တော့ကျွန်တော်စောင့်ပါလိမ့်မယ်ဟိုသူ verify လုပ်နေရလေးရှိလိမ့်မယ်ပေါ့နော်စစ်နေရပေါ့နော်အဲ့တော့ဒါလည်းကျွန်တော်အဆင်ပြေသွားမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အဲ့တော့ခဏလေးတော့ကျွန်တော်စောင့်ကြည့်လိုက်မယ်။ Okay အခုဆိုဒါကျွန်တော်တို့ lab လေးရလည်းလောက်တာပြီးသွားပါပြီအဲ့တော့ကျွန်တော်မနေ့ဖြန်မှာပြန်လဲပြီးတော့စုံတွေ့ပါမယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။